တာယုcrash ကငါ့ကိုဟိုင်းပါလုံးနေလေအေးရောမြန်မြန်ပြန်ဟိုင်းလိုက် Shut the fuck up ဘာနာလဲလို့တော့ပြောမယ်စော်တယောက်ကမင်းကိုအရင်လာရှာပြီဆိုကြတယ်မင်းကိုအ ਨੇ ဆုံးတော့စိတ်ဝင်စားနေလို့ပဲ အေးဟုတ်တယ်ငါအဖေလည်းပြောဘူးလေစကားတခုပြောဘူးလေကောင်းမလေးအဲ့လိုမင်းနဲ့စကားလာပြောရဲဆိုတာမင်းနဲ့တွဲရှင်လို့လေ ဆိုအဲ့ဆိုဘယ်လိုပြန်ရမလဲတာယု ခုနဘာလုပ်နေလဲဆိုတော့မင်းနဲ့စကားပြောဖို့စောင့်နေတယ်လို့ မင်းမေကိုတော့စောင့်ငါပြောပြမယ်မင်းဟာတွေကဒိတ်အောက်သွားပြီဒီလိုပြန်လိုက်မင်းကိုတတိယနေတယ် အေးဟုတ်တယ်က ပို့လိုက်ပြီ ပြန်ဖြတ်ဟဲ့မင်းက feeling ပြည့်နေ voice နဲ့ပြောရမှာပြန်ဖြတ် မင်းတို့တတိယနေတယ် အေးဟုတ်ပြီခဏလေးဒီလို voice လေးနဲ့ပို့ကောင်းလို့လား မင်းကဘာနားလဲလို့ငါပြောပြမယ်အရာဒီပွဲတော့မင်းငါစကားနားထောင်လိုက်လုံးဝဖြစ်ပြီကွာ အေးလာပြီသူပြန်ပြောပြီ 你顶他的银钱被忙回来，那港里都违背不了。တာကြီးမင်း